website ကနေတဆင့်ကျမတို့ grammar, vocabulary နဲ့ phrasal verb တွေကို၃ခုလုံးတစ်ခါတည်းသင်ယူလို့ရပါတယ်။ဒီ program နဲ့က grammar in use class လေးဆိုလို့ရှိရင်လည်း Cambridge သင်ယူတိုင်းသင်ပေးတယ်။ဗီဒီယို145ခုနဲ့သင်ပေးတာဖြစ်ပြီးတော့ကျမတို့ကတစ်နေ့ကို unit တစ်ခုပဲသင်နေဆိုရင်တော့မှ9လအတွင်းဆိုရင် grammar တော်တော်ကျွမ်းနေပြီပေါ့နော်။ Hello ဒီနေ့မနေ့ဘာလုပ်လဲတစ်ချက်လောက်လိုက်ကြည့်ပေးပါဦးနော်။ဒီနေ့ကလမ်းမလျှောက်လိုက်ရလို့ကျမဒီနေ့6နာရီလောက်ထားပြီးလမ်းလျှောက်ခဲ့ပါတယ်။လမ်းကို1ရက်2ရက်လောက်မလျှောက်လိုက်တာနဲ့6ယောက်ကနာနေရပေါ့နော်။အဲ့ဒါနဲ့ကျမအများကြီးတော့မလျှောက်နိုင်ပါဘူး။ဒီလမ်း9000လောက်ပဲရပါတယ်။ဒီမှာလေးအရင်တော့လူသိမ်းမရှိဘူးအခုနောက်ပိုင်းလမ်းလျှောက်တဲ့လူတွေအများများလာပါတယ်ခဏလောက်နားပြီးတော့ကျမအိမ်ပြန်ခဲ့ပါတယ်ပြန်တဲ့လမ်းမှာမမေကငါပြောကြော်စားခြင်းနဲ့ဆိုလို့ကျမငါပြောကြော်လေးဝင်ဝဲခဲ့ပါတယ်အိမ်ရောက်တော့ကျမရေမိုးချိုးပြီးတော့စားလုပ်ပါတယ်ဒီအပိုင်းကျမအိမ်မှာပဲရှိနေရဆိုတော့အချိန်လေးလည်းဟတ်တမဖြစ်အောင်တခုခုသင်မယ်ဆိုပြီးတော့ကျမအခု trio program လေးသင်နေပါတယ်ဒီဟာ website ကနေတဆင့်ကျမတို့ grammar, vocabulary နဲ့ phrasal verb တွေကို၃ခုလုံးတစ်ခါတည်းသင်ယူလို့ရပါတယ်ဒီ program နဲ့က grammar in use class လေးဆိုလို့ရှိရင်လည်း Cambridge သင်ယူတိုင်းသင်ပေးတယ်ဗီဒီယို145ခုနဲ့သင်ပေးတာဖြစ်ပြီးတော့ကျမတို့ကတစ်နေ့ကို unit တစ်ခုပဲသင်နေဆိုရင်တော့မှ9လအတွင်းဆိုရင် grammar တော်တော်ကျွမ်းနေပြီပေါ့နော် unit တစ်ခုကိုလည်းတစ်နာရီပဲကြာတာဆိုတော့ကျမတစ်နေ့ကိုတစ်ခုလေ့ကျင့်နေပါတယ် grammar ပြီးရင်နောက်တစ်ခုကတော့ရက်60 vocabulary camp လေးပါအင်္ဂလိပ်စကားပြောတတ်ဖို့ဆိုရင် vocab တွေကလည်းအရေးကြီးရပေါ့နော်ဒီမှာ vocab နှလုံးကနေပြီးတော့ idiom တွေအထိအဆင့်ဆင့်သင်ပေးတာပေါ့နော်အဲ့တော့ရက်ပေါင်း60ပြင်ကျမတို့စလုံးပေါင်း2000တည်သွားမှာဖြစ်ပါတယ်နောက်ပြီးကျမတို့ speaking ကိုမဖြစ်မနေပြောတတ်ဖို့ဆိုရင်လိုအပ်တာက phrasal verb တွေပါ phrasal verb ဆိုရင်လည်းပေါ့နော် textbook ထဲမှာကျမတို့ unit 80အထိပါပါတယ် phrasal verb အခုပေါင်း1000ကျော်ကိုကျမတို့ဥပမာဝါကြရေးပြီးဗီဒီယိုရတဆင်ကြည့်ပြီးတော့ကျမတို့သင်ယူနိုင်မှာဖြစ်ပါတယ်သင်တန်း3ခုလုံးပါဝင်တဲ့ဒီ program ကပုံမှန်ဆိုရင်9000ကျပ်ကြာမှာကိုအခုအနံမယ်ဆိုရင်90%ရှော့ပြီးတော့4000ခွဲပဲကြာမှာဖြစ်ပါတယ်ပြီးတော့သင်တန်းအနံတဲ့လူတွေအကုန်လုံးကိုလည်း ebook လက်ဆောင်မှာပေးတာဆိုတော့တော်တော်လေးတန်တယ်လို့ကျမထင်ပါတယ်ပြီးတော့ internet ရှိုံနဲ့ကျမတို့ဘယ် device နဲ့မဆိုသင်လို့ရတယ်ပေါ့နော်အဲ့ဒါလည်းတော်တော်ကောင်းပါတယ်မနက်ပိုင်းစာ2နာရီလောက်လုပ်ပြီးတော့ကျမအပြင်သွားပါတယ်ဒီနေ့အပြင်မှာတော်တော်ကြီးပူတာပေါ့နော်ကျမပြန်ရောက်ပါပြီ bye bye